နေရာတွေဘလောက်ပဲပြောင်းပြောင်းလူအသက်တွေနဲ့ဘလောက်ပဲတွေ့ကိုကြုံတွေ့ရတဲ့နာကျင်မှုတွေဆက်ဆံရေးပြဿနာတွေကဒီပုံစံအတိုင်းကြီးပဲဘာကြောင့်ထပ်တလဲလဲဖြစ်နေရတာလေတကယ်တော့ကျမတို့အဲ့လိုခံစားရတယ်ဆိုတာလက်ရှိပြဿနာတွေပေါ်မှာခံစားရတာမဟုတ်ဘဲနဲ့ကိုဦးနောက်ရဲ့အတိတ်ကပတ်တန်အဟောင်းကြီးအတိုင်းအတိတ်ပဲအလွဲတွေရှောက်ကောက်နေလို့ဖြစ်ပါတယ်ဒါကြောင့်ဘဝမှာဘာတွေပဲကြုံရစိတ်လွတ်လပ်ပေါ်ပါစေဖို့အတွက် UFO CV ကဘာပတ်ပါမစာအုပ်ရဲ့နာမည်လေးဖြစ်တဲ့ UFO ရဲ့အနှစ်ချုပ်ကတော့ကိုနောက်ွယ်ကနေချုပ်ကင်နေတဲ့မတိစိတ်ရဲ့ပတ်တန်တွေကိုသိမြင်လာစေဖို့အဲ့ဒီပတ်တန်တွေဘလို့ဖြစ်တည်လာလဲဆိုတဲ့ formation ကိုနားလေပြီးစိတ်ကိုလွတ်မြောက်စေဖို့နဲ့နောက်ဆုံးမှာတော့မြည်သည့်အခြေအနေကိုမဆိုမိမိရဲ့စိတ်ခံစားချက်အတိုင်းမတုတ်ပြန်ပဲအရှိကိုအရှိတိုင်းလက်ခံပြီး observer စောင့်ကြည့်သူနေရာကနေစောင့်ကြည့်တတ်ဖို့ပါပဲကို့အတွင်းထဲကပတ်တန်တွေကိုမပြောင်းပဲနဲ့အကောင်းတွေများများတွေးကောင်းတာတွေများများမြင်ပေးဆိုပြီးပြောနေုံနဲ့သင်ဘဝကမပြောင်းလဲပါဘူးအဲ့တော့ကျမရဲ့ဒီစာအုပ်ကလေးကိုမှာယူခြင်းနဲ့ဆိုရင်ကျမရဲ့ TikTok ချက်ပေါက်ကနေတဆင့်လဲမှာယူလို့ရလို့မြန်မာနိုင်ငံအရက်ရက်မှာရှိတဲ့စာအုပ်တိုက်တွေကနေတဆင့်လဲမှာယူလို့ရပါတယ်ဒါအပြင်အမျိုးအနေနဲ့မှာရှိတဲ့ CD Max စိုက်ပွဲတိုင်းမှာလဲဝယ်ယူရရှိမှာဖြစ်ပါတယ်